အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ညီမတို့ကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ခုကျွန်းလေးကိုရောက်ပြီပေါ့နော်ကျွန်းလေးလားတော့မသိဘူးဟိုမှာအိုင်ယွန်နေတွေ့တာ guys ဝါးအိုင်ယွန်တုံးလားမသိအော်ရတုံးလုံးမရအများကြီး yes အေးရောစတီးကဘယ်နှကောင်တောင်လဲဟိအောင်လောက်ကြပါအများကြီးမကြည့်wait brother ခဏစားကျွန်တော်အိတ်လိုက်ဒီညတော့အိတ်လိုက် what the hellဒီတော့လေးပြန်ရောက်လာKinchana, ding, ning. ဒီတော့လေးပဲပြန်ရောက်လာတယ်ဒီတော့လေးပြန်ရောက်လာတယ်ဒီတော့လေးကနေငါမလုပ်ရတော့ကျွန်းရောက်ပါတယ်ဆိုခရီးပါရဲ့အကျိုးကျေးဇူးစော့ကျင်စိတ်ပါပြောင်းလုပ်နေတာ A few moments later. Okay ကျွန်တော်တော်တဲ့အနေလွတ်ပြီnice စားကြရလေးပါလေးတဲဝအောင်လာပြန်ပြီတော်သေးတယ်ဟီးလာတော့တော့ပါပဲကောလာပြီတော့ပါပဲကောလာဟီးအမြမတော်သေးတယ်ဟာမင်းငါဒီတော့နဲ့ပဲပြန်ပို့နေသလားအောင်မကွာရွာတွေ့ပြီ brother ရွာတွေ့ပြီ guys yeah ကျွန်တော်ဘယ်တော့မှဟိုကသွားသေးရမလို့တော့တောထဲဝင်ရမလို့တော့ဒီမှာပဲအခြေချလိုက်တော့မယ်အချချလိုက်တော့မယ်မင်းထားငါအိတ်မယ်โอเคတခါတော့မဖွင့်နဲ့အေးအိတ်လဲโอเคကျွန်တော်နောက်ဆုံးတော့တော်ရဲကနေတော်လွတ်လာပြီဗောဗျာဟာတော့ညက်တာကြီးyo oh no guys no yoဘယ်ရောက်ကွာလက်နေသွားတာကွာကျွန်တော်လာဘသွားယူမယ်လာဘသွားယူမယ်whoa你就是你叫姐呀。
Oh, cô lava này côပြန်သေးတယ်ရှင်ရောသူများအိမ်ဘာလို့လို့သူများအိမ်ကိုမင်းနဲ့ကိုပြန်သေးနေလောက်ကြအောင် What the hell ဘယ်နဲ့မီးပြန်ဆွဲနေလဲမသိကျန်နာအကြောင်းမဟုတ်ဘူးကျွန်တော်လုပ်လိုက်တာတရွာလုံးမီးကိုလောင်တိုက်တွင်းလိုက်တယ်လို့ကျွန်တော်လုပ်တာတရွာလုံးမီးလောင်နေပါလားတော့ရေ Okay guys အဲ့တော့ကျွန်တော်တရွာလုံးကိုလည်းမီးလောင်တိုင်းမတွင်းနေတော့ကျွန်တော် let's go မယ် guys ကျွန်တော်တို့ဘောနော်အခုဒီဟိုကုငမွေတော့ဘောနော်မြင်နေတွေ့အေးကိုလာမျိုးရေ come on What the heck? Hey, ငါ့မီးရဲမသွင်းနဲ့ငါ့မီးရဲမသွင်းနဲ့ငါ့မီးရဲမသွင်းနဲ့ What the fuck? ဟေးဒီကောင်ကြီးကျွတ်စင်ကြီးကျွန်တော်ရွာထဲထွက်လာအဲ့ရတလုံးတော့မခဲ့ရမှာဟုတ်လားအေးဒီကောင်မြန်နေရောလောကမျိုးကျုံတော့စောင်းနေ Okay တော့ဆိုအဆင်ပြေမယ်လို့ထင်တယ်တီကျွန်တော်လာပါနဲ့တက်ကိုတိုင်းခုတ်မတော့ဘူးကိုတိုင်းခုတ်တဲ့ငရဲကြီးမှပြီအရန်ကြမ်းပါလေဆိုဘန်နီဝိုင်းအောင်လာပါနဲ့တက်ခဲ့တာ What the hell? Oh my god ရောင်ကြီးငါ့ကိုဆွဲခေါ်တာကြည့်ပါအောင်ကွာတေး Oh yes တေး why guys လုံးဝကျန်းသွားပြီ guys ကျွန်တော်ဟိုကိုလာမျိုးတက်နိုင်သွားပြီဗောနော်ကိုလာမျိုးလာမနဲ့တက်ပြလိုက်ပြီးရောတာပြီးသွားပြီ Okay အားလုံးပဲဗောနော်ကျွန်တော်ဒီနေ့မှာတော့တော်ပြီဗောနော်ကျွန်တော်ဒီဇလန်းကြီးကိုရက်လိုက်ရအောင် brother တို့မဟုတ်ရင်ကျွန်တော်တောတိုးရတော့မယ်ချိန်နေရောက်နေတော့ကျွန်တော်ဒီမှာအိယာပြန်ဖြုတ်ထားတယ်ဆိုတော့ကျွန်တော်တောတိုးလောက်မဟုတ်လား
ကျွန်တော်တည်သွားခင်ပေါ့ Okay brother ဒီနေ့လောက်ပါပဲကျွန်တော်ဒီဗီဒီယိုကလည်းနောက်ဆုံးသွားပြီပေါ့နော်ကျွန်တော်နောက်ထပ်အသစ်ဗီဒီယိုလည်းထပ်လုပ်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲကျေးဇူးအထူးပဲတင်ပါအားလုံးပဲ bye bye